ရှင်ပြရမယ့်ခေါင်းစဉ်လေးကတော့အတိပညာမဟုတုလကျွဲဝါမှုစာပေလေးလာကြဆိုပဲဖြစ်ပါတယ်ရှင်လေးစားပါတော်နိုင်လူချင်းများပညာရေးနေရာမှာဆရာဆရာမများတို့ကချစ်ခင်လေးစားပါတော့ကျောင်းသားကျောင်းသူတော်များအားလုံးမဟာရေးကြီးတော်မြတ်ကြီးရဲ့ရိတ်ညုံတစ်ခုလုံးကနေဖြတ်ချက်တိုက်ခတ်လာတဲ့အေးမြတဲ့ဒီဒီချင်းလေးတွေလို့ကိုယ်စိတ်နှလုံးနှစ်ပါးစလုံးရှင်လန်းချမ်းမြေ့ကြပါစေကြောင်းကျွန်တော်ရဲ့မြတ်တာအဓိကဖြင့်မင်္ဂလာပါလို့ဥစ္စာပထမနှုတ်ခွန်းဆက်ထားလိုက်ရပါတယ်ခင်ဗျာရေနံမြေရဲ့ကမ္ဘာကျောင်းစင်လာကြီးမားမှုတွေစုစည်းရာ6မြို့ရဲ့အာဟာကနေခြေရပညာထက်တန်းချောင်းကနေစစ်မှန်တဲ့အောင်မြင်မှုတွေကိုရယူပိုင်ဆိုင်မဲ့မအောင်စစ်ပိုင်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တဲ့ခေါင်းစဉ်လေးကတော့စာပေဘုရားတော်ဘာကိုစာပေဖတ်ကြဆိုဆိုတာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားတော်ရနေကြပါဦးခင်ဗျာကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်အထူးလိုအပ်တာကတော့လူငယ်တွေအရေးချင်းပါပဲအဲ့ဒီအရေးချင်းတွေကိုတန်ဖိုးရှိဆုံးဖြစ်အောင်ဘုဒ္ဓဘုံပေါ်ပေးတာကတော့ကျွန်တော်တို့စာပေဖတ်ရှုခြင်းကနေရရှိလာတဲ့တွေးခေါ်မှုအစစ်အတမ်းနဲ့မိမိကိုမိမိယုံကြည်မှုရှိခြင်းလိုပဲဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းမှာ presentation လုပ်ရတာစလို့နောက်တစ်ချိန်ကျွန်တော်တို့လုပ်ငန်းဝင်တွေကိုစတင်ချိန်ထားတဲ့အခါမျိုးမှာကျွန်တော်တို့ရဲ့ဒီ public speaking နဲ့ communication skill တွေကအရန်ကိုအရေးပါပါတယ်ကျွန်တော်လုပ်ငန်းဝင်တွေမှာစတင်ချိန်ထားတဲ့အခါမှာကျွန်တော်တို့ရဲ့ပညာအရေးချင်းတက်ကိုကဘယ်လိုလူမျိုးလဲကို့မှာဘယ်လိုအရေးချင်းတွေရှိလဲဆိုတာကိုတစ်ဖက်လူယုံကြည်လာစကားလုံးတွေနဲ့တက်တည်ပြရတယ်အလို့ interview တွေမှာဒီအရေးချင်းတွေကပို့ပြီးတော့အရေးကြီးပါတယ်ကိုကဘယ်လိုလူမျိုးလဲကို့မှာဘယ်လိုချင်းတွေရှိလဲဆိုတာကိုတစ်ဖက်လူနားနဲ့ယုံကြည်လာအောင်မချပြနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအရေးချင်းတွေဟာမတူရသေးတဲ့ဗဒနာအတိုင်းလုံးတစ်ခုကိုဖြစ်နေမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ယုံကြည်ထားတာတစ်ခုရှိပါတယ်ဒီဟောပြောပွဲရဲ့အဓိကအနှစ်သာရကကြပြားတွေအလင်္ကာတွေနဲ့စာပေစံမျိုးချက်ကိုယ့်ရဲ့အထွေးခေါ်တွေကိုယ့်ရဲ့ယုံကြည်မှုကိုချပြနိုင်ဖို့ကပိုပြီးအရေးကြီးပါတယ်ဒါကြောင့်မလို့ငါတို့ရဲ့မှားသွားမလားချစ်သွားမလားမေ့သွားမလားဆိုပြီးဘယ်တော့မှမကြောက်ပါနဲ့အဓိကကိုပေးခြင်းတဲ့ message ကိုလူတွေရဲ့နှလုံးသားထဲရောက်အောင်ယုံကြည်မှုရှိရှိနဲ့ပေးဆက်နိုင်လို့ပဲဖြစ်ပါတယ်ဒီလိုပေါ်ပြောပွဲရဲ့အဓိကအနှစ်သာရကကျောင်းသားကျောင်းသူတွေကိုမျက်စိပွင့်နားပွင့်ဖြစ်စေချင်လို့ပါကျွန်တော်တို့ဘာသာဘယ်တော့ပဲသိတတ်နေပါစေဒီပွဲရဲ့ပင်မအသက်ရှင်တာနားထောင်နေတဲ့ကျောင်းသားကျောင်းသူတွေပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲကနေနားထောင်တဲ့ကျောင်းသားကျောင်းသူတွေရဲ့စိတ်ထဲမှာဘာအကျိုးကျေးဇူးတွေရသွားလဲဆိုတာပိုပြီးအရေးကြီးပါတယ်နားထောင်သူတွေရဲ့ဉာဏ်ပညာတစ်ပါးပေါက်ကိုဖိတ်ပေးနိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာပညာရည်ပြည့်ဝနေဖို့လိုအပ်ပါတယ်အဲ့ဒီပညာရည်ပြည့်ဝဖို့အတွက်ကျွန်တော်တို့ကစာပေဖတ်ရှုခြင်းဆိုတဲ့အဓိကကဏ္ဍကြီးကနေရရှိတာပဲဖြစ်ပါတယ်ခင်ဗျာလူတယောက်ရဲ့ဘဝမှာအောင်မြင်ဖို့ဆိုလို့ရှိရင်အဖက်ဖက်ကပြည့်စုံနေမှရပါလိမ့်မယ်အဲ့ဒါကိုစာပေကကျွန်တော်တို့ကိုဘယ်လိုဖြည့်ဆည်းပေးလဲဆိုလို့ရှိရင်ကာယဗလာကျမ်းမာခြင်းနဲ့တစ်ပါးဆိုတဲ့အတိုင်းပဲကိုကပညာရှာမှာဘလို့ပဲတော်နေပါစေမကျမ်းမာဘူးဆိုလို့ရှိရင်ဘာမှလုပ်လို့မရပါဘူးစာပေကကျွန်တော်တို့ကိုကျမ်းမာရေးပညာတွေပေးပါတယ်ညာနာဗလာနဲ့ဇာရိတဗလာညာနာဗလာဆိုတာအမှားအမှန်အကောင်ဆိုအကြောင်းဆိုခွဲခြားသိမြင်နိုင်တာပါကိုမှဘလောက်ပဲတော်နေပါစေဇာရိတဗလာမှုဆိုလို့ရှိရင်လည်းကားပါပဲဒါကြောင့်ဇာရိတဗလာကလည်းအရေးကြီးပါတယ်လူတွေကြားမှာစကားလေးတစ်ခုရှိပါတယ်ပညာတက်ရုပ်ပါရင်လိုက်လို့မမြင်ဘူးတဲ့ကိုကဘလောက်ပဲတော်ဇာရိတမကောင်မှုဆိုလို့ရှိရင်လည်းကားပါပဲဒါကြောင့်ကျွန်တော်တို့ကတာမန်ပညာတက်ဖြစ်ဖို့တဲ့လုံလောက်လာတဲ့ပညာရှိဖြစ်ဖို့ကပိုပြီးအရေးကြီးပါတယ်ဘောဂဗလာလူဆိုပြီးဖြစ်လာတာနဲ့စောင့်ရည်ကြီးဆိုတာအရေးကြီးတာကြောင့်မလို့ဘောဂဗလာကလည်းအရေးကြီးပါတယ်စီးပွားရေးနယ်ပယ်မှာအောင်မြင်ဖို့ဆိုလို့ရှိရင်မဟာဗျူဟာရှိမှရပါလိမ့်မယ်တမိုင်းမှာအင်အားထောင်ပေါင်းရှိတဲ့ပြည်ကိုတဲ့ရန်မဲတွေပဲထူးချွန်တဲ့စစ်တီဗျူဟာရှိတဲ့ပြည်ကအနိုင်ရဲ့ဥပမာတွေလည်းရှိပါတယ်စာပေကကျွန်တော်တို့ကိုအဲ့လိုချက်ပြက်တဲ့မဟာဗျူဟာတော့အတွေးခေါ်ရင်ပြင်ဆင်နိုင်တာပဲဖြစ်ပါတယ်မိတ္တဗလာလူစုပြီးဖြစ်လာတဲ့ပတ်ဝန်းကျင်နဲ့ကိစ္စတွေမရပါဘူးမိတ္တဗလာဆိုတာအများနဲ့တဟစကားဖြစ်အောင်ပေါင်းသင်းဆက်ဆံတဲ့အရေးချင်းပါစာပေကကျွန်တော်တို့ကိုလူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အားလူမှုဆက်ဆံနေတဲ့ပညာတွေကိုပြင်ဆင်နေတာပဲဖြစ်ပါတယ်လူများစုကပြောကြတယ်စာဖတ်ပါလို့ပြောရင်လည်းဘလို့စာအုပ်မျိုးတွေကိုစနစ်တကျရွေးချယ်ဖတ်ရှုရမယ်ဆိုတော့လမ်းညွှန်ကြပါဘူးတကယ်တော့စာအုပ်တော့ကိုဖတ်ပြီး
ဆိုတာလေအဲ့ဒီစာအုပ်ကဘာတွေ့ခေါ်ဘာရတာဘာစိတ်ကစားကြအမှမပေးနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီစာအုပ်ကိုဆက်လက်ဖတ်ပါနဲ့အချိန်ပြုံးတာပါပဲစာအုပ်တော့ဆရာစာအုပ်တော့ချင်းကဘဝတစ်ခုမပြောင်းလဲနိုင်ဘူးလေစာအုပ်တော့ချင်းစီကနေရလာတဲ့အတွေ့အခေါ်အသစ်တွေစွန့်ပြီးသွားတဲ့အခါမှာဒီနေ့မှာဘဝတစ်ခုလုံးပြောင်းလဲနိုင်တဲ့အထိစာပေရဲ့စွမ်းအားကြီးပါတယ်ကျွန်တော်တို့စာဖတ်ရှင်ဖြစ်တဲ့ဘုံကြောင့်ပြောပြီးဆိုလို့ရှိရင်ကျောင်းစာကြည့်လိုက်တဲ့အခန်းကဏ္ဍကလည်းအဓိကအတန်သွေးကြောဖြစ်လာပါတယ်။ကျောင်းစာကြည့်ရဆိုတာကကျွန်တော်တို့စာအုပ်တွေလိုအောင်ထားတဲ့အခန်းသက်သက်မဟုတ်ပါဘူး။အခုလို AI နည်းပညာတွေအရှင်အောင်နဲ့တွန်းပြနေတဲ့ခေတ်ကြီးထဲမှာ Digital Library, e-book တွေနဲ့ဖုန်းတွေအပြင်ကပဲနဲ့ AI နည်းပညာကိုသုံးချပြီးတော့စက္ကန့်ပိုင်းအတွင်းမှာကမ္ဘာအနည်းပညာရဲ့အားလုံးကိုလေ့လာစမ်းသပ်ရှာဖွေနိုင်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပညာကိုလူချင်းယူတတ်တဲ့လောက်ရနေတဲ့ခေတ်ကြီးပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ကျောင်းမှာကျွန်တော်အခုလိုမျိုးရေရဲဝဲနဲ့စင်မြတ်ထက်မှာစကားပြောနိုင်တာမှာအခြေအမြစ်မရှိပဲဖြစ်လာတာမဟုတ်ပါဘူးကျွန်တော်တို့အားရကားလေးကျောင်းစာကြီးတိုင်းနဲ့စနစ်တကျတတ်ဖို့ပေးမှုတွေကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းမှာဆိုလို့ရှိရင်တပတ်မှာ45မိနစ်စာကြည့်ရချိန်ဆိုပြီးအတန်ရှိပါတယ်စာကြည့်ရချိန်မှာကိုယ့်ရဲ့အတန်ကြောင့်ဒီကဘာကိုစိတ်နှောက်ယှက်မဖြစ်စေရဆိုတဲ့စီကံကြောင့်ပဲကျွန်တော်တို့ညီလက်စာဖတ်ဖတ်ကြရပါတယ်စာကြည့်ရချိန်ပြီးလို့ကျွန်တော်တို့ကိုအခန်းထဲကိုပြန်အောင်တဲ့အခါမှာကိုဖတ်ထားတဲ့အကြောင်းအရာတွေကိုတလဲစီပြန်ပြီးတော့ဆွေးနွေးကြပါတယ်ဒါလည်းမကနေပါဘူးကျွန်တော်တို့အပတ်စဉ်တင်းနှလာနဲ့အစံပြေချိန်တိုင်းမှာကိုဖတ်ထားတဲ့ပညာတွေကိုတရားတလဲစီ knowledge sharing လုပ်ကြပါတယ်ပြီးတော့ကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်ကျွန်တော်တို့ရဲ့အတွေ့အခေါ်အမြော်မြင်တွေဟာဒီလိုမျိုးပုံမှန်ချိန်တစ်ခုထဲမှာနိုင်ငံသေးသေးတစ်ခုထဲမှာပဲပြည့်ပြည့်မနေဖြစ်ပါဘူးကျွန်တော်ရဲ့နာဂိတ်ညီမချက်ကတော့နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာစွမ်းဆောင်ရည်ပြည့်ဝတဲ့တန်တမန်တူဖြစ်လာဖို့ပါပဲမြန်မာစင်ရချက်မှာမြန်မာနိုင်ငံရဲ့အတန်မြန်မာလူငယ်တွေရဲ့စွမ်းဆောင်ရည်ကိုတည်တည်ခြင်းပြီးတော့နိုင်ငံတကာနဲ့ချစ်ချစ်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပြီးတရားနဲ့စိတ်ဖြစ်ဆောင်ရွက်ချင်တာဟာကျွန်တော်ရဲ့စစ်မှန်တဲ့ vision ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ညီမချက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်မှာပညာရေးပြည့်ဝလို့မှရပါလိမ့်မယ်ကျွန်တော်တို့မတူညီတဲ့နိုင်ငံတွေရဲ့ရည်ကြီးမှုတွေနိုင်ငံရေးတွေစီးပွားရေးတွေအတွေ့အကြုံတွေအဲ့ဒါတွေကိုနားလည်နိုင်ဖို့ဆိုလို့ရှိရင်စာပေဆိုတဲ့ပြင်ပကိုဖက်ထားမှရပါလိမ့်မယ်ကျွန်တော်တို့ကျောင်းတွေကနေပြီးတော့ကျွန်တော်ကျောင်းစာကြီးရိုက်ကနေပြီးတော့ကျောင်းစာကြီးရရဲ့စာအုပ်စီတွေရှားနေပြီးတော့ကဘာတစ်ခုလုံးကိုခြုံငုံကြည့်ရှုနိုင်ပါတယ်စာပေကကျွန်တော်တို့ကိုကျင်းများတဲ့အမြင်ကနေလွတ်ကင်းစေပြီးတော့ကျင်းတဲ့ကဘာအမြင်ကိုပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်အခုလိုဒီစင်းမြတ်တာမှာမိမိကိုမိမိယုံကြည်မှုရှိရှိနဲ့ပြောနိုင်တာဟာကျွန်တော်ရဲ့ပတ်သက်တာမှာဖတ်တတ်ခဲ့ရတဲ့စာပေဘုဒ္ဓရာတွေကပေးစွမ်းတဲ့အတွေ့အကြုံတွေနဲ့စိတ်ဓာတ်ခွန်အားတွေကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လူငယ်တွေကိုပြောချင်တာကကိုယ့်အကိုယုံကြည်ပါကိုယ့်ကိုယုံကြည်ပြီးတော့ဒီလိုစင်းမြတ်ချက်ကိုတက်လာခဲ့ပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ Come on, speak for yourself because you are the leaders of your life. You are the voice of your own. I believe in myself and that's why I'm standing here today. And it's not tomorrow, it's not yesterday, but it's now. The time is now. So let's change our mind through reading and let's lead our future. စာအုပ်စာပေတွေကိုစနစ်တကျရွေးချယ်ဖတ်ရှုပြီးတော့ကျွန်တော်တို့ဒီကပုံကိုစမ်းသစ်ပြီးတော့လေ့လာဖတ်ရှုခြင်းကသာလျှင်ကျွန်တော်တို့ရဲ့အနာဂတ်နိုင်ငံတော်မြန်မာနိုင်ငံတော်ကြီးကိုကမ္ဘာ့စီးပွားချက်မှာတူညီရဲ့လက်တွေနဲ့ထုစစ်ပုံပေါ်သွားကြမှာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပြောချင်တာတစ်ခုရှိပါသေးတယ်ကျွန်တော်တို့ဒီလိုမျိုးပြန်ပွဲတွေကိုမြို့နယ်ပညာရေးမှုရုံးကနေပြီးတော့စာပေရှင်ပြည်နယ်ရဲ့ပွဲတွေကိုပြုလုပ်ပေးပါတယ်အဲ့လိုပွဲတွေကိုဝင်ကြကြပါလို့ပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီလိုပြန်ပွဲတွေကနေရလာတဲ့အတွေ့အကြုံတွေကကျွန်တော်တို့ရဲ့ဘဝရဲ့ဓာတ်ပညာမှာအကျိုးတရားဆံပါပဲဖြစ်ပါတယ်ပြီးတော့တစ်ခါဝင်ပြန်တော့ကို့မှာရလာမကောင်းဘူးဆိုလို့ရှိရင်နောက်တစ်ခါထပ်တယ်ပါနောက်တစ်ခါထပ်ပြန်ရလာမကောင်းဘူးဆိုလို့ရှိရင်ထပ်တယ်ပါဘာလို့လဲဆိုတော့အဲ့ဒီအတွေ့အကြုံတွေကဒီနေ့မှာကျွန်တော်တို့ပုံချိတ်ချက်စီပြီးတော့ပုံကောင်းမွန်တဲ့နေရာစစ်တစ်ခုစီကိုပို့ဆောင်ပေးနိုင်မှာအကြောင်းပဲဖြစ်ပါတယ်ဘဝဆိုတာရတဲ့တစ်ခုတည်းနဲ့ရောက်ချောက်ကြတာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်ပြောချင်တာ Don't run for the result just build your background and get the experiences ဒါကြောင့်မလို့ကျွန်တော်တို့ကကိုယ့်ကိုယ်ယုံကြည်မှုရှိရမယ်ကိုယ့်ရဲ့အတွေ့အခေါ်တွေမြင်ပါဖို့ဆိုလို့ရှိရင်တော့စာပေဆိုတဲ့အဓိကမှန်ရကြီးကိုကန်ဆယ်မှရပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကကိုယ့်ကိုယ်ယုံကြည်မှုရှိပါကိုထိတ်ကောင်းလားမှားကောင်းလား perfect ဖြစ်ဖို့မလိုဘူးအဓိကကြိုးစား
အားထုတ်ဖို့ကနေစတင်လာပါဒါကြောင့်မလို့ show your power now so ဒါကြောင့်မလို့အားလုံးလည်းကိုယ့်ကိုယ်ယုံကြည်မှုရှိပြီးတော့ဒီစင်မြတ်တဲ့ကိုတက်လာ